အားလုံးမင်္ဂလာပါဒီနေ့တော့စိတ်သက်ခွန်အားကိုပေးတဲ့မြန်မာစကားပုံလေးတွေအကြောင်းကိုလေ့လာကြည့်ကြမယ်နော်ဒီစကားပုံလေးတွေကကျွန်တော်တို့ကိုအရှုံးပေးတဲ့အခါစဉ်းစားမိတဲ့အခါတိုင်းပြန်လည်ထူးမှတ်ပေးနိုင်တဲ့အားစိတ်လေးတွေဖြစ်ပါတယ်ပထမဆုံးစိတ်သက်ခွန်အားပေးတဲ့စကားပုံကတော့တိတ်ကနောင်တမထအနာဂတ်ကိုမြုံမှန်းပါဆိုတာပါပဲJK Rowling ရဲ့ဖြစ်ရပ်မှန်ကိုကြည့်ပါမယ်။သူမဟာ Harry Potter စာအုပ်ကိုမရေးသားခင်အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။ကလေးတစ်ယောက်နဲ့တကိုယ်တည်းကျန်ခဲ့တယ်။အတိတ်ကဆုံးရှုံးမှုတွေကိုအဆင်မပြေမှုတွေအတွက်နောင်တရပြီးတော့လက်မြောက်ရှုံးပေးရင်ဒီနေ့ကမ္ဘာကျော်စာရေးဆရာမတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။သူမဟာအတိတ်ကိုသင်ခန်းစာယူပြီးအနာဂတ်ပေါ်မျှော်လင့်ချက်အပြည့်နဲ့စာရေးခဲ့တာကြောင့်အောင်မြင်ခဲ့တာပါ။အဲ့တော့ကျွန်တော်တို့တွေလည်းဘဝမှာအမှားတစ်ခုခုလုပ်မိလို့စိတ်မကောင်းဖြစ်နေရင်အဲ့ဒီစိတ်ကိုအချိန်ကြာမထားပါနဲ့ဘယ်အရာကမှားသွားတာလဲဆိုတာကို10မိနစ်စဉ်းစားပါပြီးရင်ဒီသင်ခန်းစာကိုဘယ်လိုအနာဂတ်မှာအသုံးချရမလဲဆိုတဲ့အဖြစ်တစ်ခုကိုရှာဖွေပြီးချက်ချင်းရှေ့ဆက်ပါလို့ကြံပြုချင်ပါတယ်ရှင်ဒုတိယစကားပုံလေးကတော့ပင်ကိုစိတ်သက်ခိုင်မာမှုကိုအလေးပေးတဲ့ရေစီးကဲ့သို့လွယ်လွယ်မနေနဲ့ကြောက်ဆောင်ကဲ့သို့ခိုင်မြဲပါဆိုတာဖြစ်ပါတယ်။တောင်အာဖရိကခေါင်းဆောင်ကြီးNelson Mandelaရဲ့ဖြစ်ရပ်ကိုကြည့်ပါမယ်။သူဟာနှစ်ပေါင်း28နှစ်ကြာထောင်ချခံခဲ့ရပါတယ်။သူ့ကိုလွတ်မြောက်ဖို့အတွက်သူ့ရဲ့မူဝါဒတွေကိုပြောင်းလဲဖို့ဖိအားတွေပေးခဲ့ကြတယ်။ဒါပေမဲ့သူဟာပတ်ဝန်းကျင်နဲ့ဖိအားတွေကိုအခက်အခဲတွေကိုရေစီးကဲ့သို့လိုက်လျောမသွားဘဲကြောက်ဆောင်ကိုမရိုင်မရဲခိုင်မြဲစွာရပ်တည်ခဲ့လို့လူမျိုးရေးခွဲခြားမှုကိုဖျက်သိမ်းနိုင်ခဲ့တဲ့သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်လာခဲ့ပါတယ်။ကျွန်တော်တို့လည်းနေ့စဉ်ဘဝမှာအလုပ်မှာပဲဖြစ်ဖြစ်ကိုယ်ပိုင်ဘဝပဲဖြစ်ဖြစ်ခက်ခဲတဲ့အခြေအနေဒါမှမဟုတ်ဖိအားတစ်ခုခုကြုံလာခဲ့ရင်ချက်ချင်းတုံ့ပြန်ခြင်းမပြုဘဲ10မိနစ်လောက်အသက်ပြင်းပြင်းရှူပါကိုယ့်ရဲ့မူလရည်မှန်းချက်နဲ့ဆုံးဖြတ်ချက်ကိုပြန်စဉ်းစားပြီးဖိအားတွေကြားထဲမှာတည်ငြိမ်စွာရပ်တည်နိုင်ဖို့လေ့ကျင့်ပါတတိယစကားပုံလေးကတော့တစ်ပင်မတက်မီအကိုင်းခက်ကိုမချိုးနှစ်ပါစွန့်စားမှုပြုလုပ်ရာတွင်စင်ကျင်တုံတရားရှိဖို့လက်ရှိအခြေခံအုတ်မြစ်ကိုထိမ့်သိမ့်ဖို့သတိပေးထားတာဖြစ်ပါတယ်နာမည်ကျော်မင်းသား Ryan Reynolds ဟာတရုတ်ဆောင်တဲ့အလုပ်ပြင် Aviation ကျင်လို့စီးပွားရေးလုပ်ငန်းတွေကိုစတင်တည်ထောင်ခဲ့ပါတယ်။သူဟာတရုတ်ဆောင်တဲ့ဝင်ငွေကိုချက်ချင်းဆုံးလုံးလိုက်တာမဟုတ်ဘဲသူ့ရဲ့အောင်မြင်ပြီးသားအမှုပညာအသက်မွေးဝမ်းကြောင်းကိုအကိုင်းအခက်ဖြစ်အားပြုပြီးမှစီးပွားရေးနယ်ပယ်တစ်ကိုတဖြည်းဖြည်းတက်လှမ်းခဲ့တာဖြစ်ပါတယ်။ဒါဟာအခြေခံကိုခိုင်မာအောင်ထားရှိရဲ့ကောင်းဆုံးဥပမာဖြစ်ပါတယ်။ကျွန်တော်တို့လည်းနေ့စဉ်ဘဝမှာလုပ်ငန်းသစ်တစ်ခုစတော့မယ်ဆိုရင်အရင်းအနှီးအားလုံးကိုတစ်ခါတည်းမပုံမှန်နဲ့လက်ရှိသင်ကိုရပ်တည်ပေးနေတဲ့အလုပ်ဝင်ငွေဒါမှမဟုတ်အထောက်ပံ့ကိုလုံးဝမချိုးဖျက်ဘဲတင့်ရဲ့ပန်းနိုင်တက်ကိုဖြည်းဖြည်းချင်းအားဖြည့်တည်ဆောက်တဲ့အလေးကျင့်ကိုမြင်မိကြပါရှင်။စတုထစကားပုံလေးကတော့မရမချင်းမစွန့်လို့ရပါဒါဟာအောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်တဲ့ဇွဲတက်တီကိုတိုက်ရိုက်တိုက်ပေါ်နေတာပါThomas Edison ဟာမီးသီးကိုမတီထွင်ခင်မှာအကြိမ်ပေါင်းထောင်ချီမအောင်မြင်ခဲ့ဘူးဆိုတာကျွန်တော်တို့အားလုံးသိကြပါတယ်။သူသာမရမချင်းမစွန့်လို့ရဆိုတဲ့စိတ်ဓာတ်ကိုမထားခဲ့ရင်ကျွန်တော်တို့ဒီနေ့ခင်မီမီးသီးကိုသုံးနိုင်မှာမဟုတ်ပါဘူး။သူဟာအောင်မြင်တဲ့အထိလက်တွေ့လှုပ်ဆောင်ခဲ့တယ်။ကျွန်တော်တို့လည်းအလုပ်လျှောက်တာပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံမှုမှာပဲရှာတာပဲဖြစ်ဖြစ်ငင်းပယ်ခံရခြင်းဟာပုံမှန်ပါပဲငင်းပယ်ခံရတဲ့အခါတိုင်းကိုအားမငယ်ပါနဲ့Edison လိုပဲဒါဟာအလုံးမဖြစ်တဲ့နည်းလမ်းတစ်ခုကိုရှာတွေ့ခြင်းမှာလို့သဘောထားပြီးနည်းလမ်းအသစ်နဲ့အောင်မြင်တဲ့အထိဆက်လက်ကြိုးစားနေတဲ့အလေးအကျင့်ကိုမွေးမြူပါနောက်ဆုံးစကားပုံကတော့တင်းငယ်သောအရာမှစ၍ကြီးမားသောအရာသို့ရောက်သည်ပါစတင်လှုပ်ဆောင်မှုတွန်းဆုတ်နေသူများအတွက်ပါကမ္ဘာကျော် Microsoft ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့တဲ့ Bill Gates နဲ့ Paul Allen တို့ဟာသူတို့ရဲ့လုပ်ငန်းကိုကားကိုယ်တောင်တစ်ခုထဲမှာတင်းငယ်တဲ့ software project လေးတွေနဲ့စတင်ခဲ့တာဖြစ်ပါတယ်။သူတို့ကဆက်စချင်းမှာကမ္ဘာကြီးကိုပြောင်းလဲပစ်ဖို့ပြီးမှတ်ခဲ့ပေမဲ့လက်တွေ့မှာတင်းငယ်တဲ့ခြေလှမ်းတွေနဲ့တစ်စိမ့်ချင်းစတင်ခဲ့လို့ဒီလိုကြီးမားတဲ့အင်ပါယာကြီးဖြစ်လာခဲ့တာပါ။
ကျွန်တော်တို့လည်းကြီးမားတဲ့ပန်းတိုင်တွေကိုတစ်ပြိုင်တည်းမကြည့်ပါနဲ့အဲ့ဒီပန်းတိုင်ကိုတွားဖို့မနှက်ဖြန်မဖြစ်မနေလုပ်ရမယ်တင်းငယ်သောအရာတစ်ခုကိုပဲစဉ်းစားပါဥပမာစာအုပ်ရဲ့ပထမစာမျက်နှာကိုဖတ်ခြင်းသို့မဟုတ် project ရဲ့ပထမ line ကိုရေးခြင်းစသဖြင့်ချက်ချင်းလှုပ်ဆောင်တတ်တဲ့အလေးအကျင့်ကိုမွေးမြူပါဒီနေ့တော့ကျွန်တော်တို့ရဲ့စကားပုံကနေပြီးတော့ကျွန်တော်တို့ရဲ့စိတ်သက်ခွန်အားကိုဘယ်လိုထိမ့်သိမ်းရမလဲဆိုတဲ့အဖို့တန်သင်ခန်းစာ၅ခုကိုရရှိခဲ့ပါပြီကျွန်တော်တို့အားလုံးဟာအတိတ်ကနှောင်တမရပဲရှေ့ဆက်ရဲတဲ့သူအခက်ခဲချတဲ့ကကြောက်ဆောင်မှုခိုင်နေသူလူတမှုနဲ့ဂုဏ်သိက္ခာကိုအသက်ထက်တန်မိုးထားသူပညာကိုမီးလိုအသုံးချတတ်သူတင်းငယ်တဲ့ခြေလမ်းတွေနဲ့ကြီးမားတဲ့အောင်မြင်မှုစီကိုချီတက်နိုင်တဲ့သူများဖြစ်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းရင်ညီကောင်းချုပ်လိုက်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်